အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်နဲ့ကျွန်တော်ရဲ့ MW Dance Studio ကနေပြီးတော့ကျွန်တော်တို့ချင်းရိုးရအကောက်မှာကျွန်တော်တို့နည်းနည်းလေးအခုက K-pop တွေကိုရန်ဝါသနာကြီးလာတာဆိုတော့ကျွန်တော် K-pop style လေးနဲ့ a little duplicate နဲ့ mix up လုပ်ပြီးတော့မှကျွန်တော် perform လုပ်ပြီးတော့မှဖြစ်ပါတယ်အားလုံးလည်းချစ်တဲ့မျက်စိနဲ့ကြည့်ပေးဖို့မော်ရမြတ်တရက်ကန်ချင်ပါတယ်ခင်ဗျ music